အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နေကြီးက Optima Plus ဆွဲလို့ရအတွက် Toyota Crown Riders လို့တောင်းစင်ဖိုးလေးနဲ့မိတ်ဆက်ပေးပါမယ် Model က2000လေး Grade ကကြောင့် G Grade နဲ့ဖြစ်သွားမယ် Engine Power ကတော့ 3.0 V6 engine နဲ့လာတယ်အတွင်းကလည်းအမဲရောင်ပဲအတွင်းကလေးကိုညီမတစ်ချက်လိုက်ပြပေးပါမယ်ရှင်ခုနပြောသလိုပဲအတွင်းကလုံးဝအမဲပဲ poster လေးနဲ့ဆက်လို့မယ် steering မှာဆိုလို့ရှိရင် steering volume control original Android TV ပြီးတော့မှာဆိုရင် aircon change ညှိကလေးလေးပါမယ် 6 speed automatic transmission ပစ္စည်းထဲဖို့ box လေးလည်းပါမယ်ခုံနေအားလုံးကလည်းရှမ်မိုင်းသားနဲ့ဖြစ်သွားမယ် aircon လည်း brown aircon ပြီးတော့ဒီမှာ cool box လေးပါအောင်မယ်ကားလေးကိုတော့နေကြည့်လို့1385သိန်းနဲ့ရောင်းချပေးမှဖြစ်ပါတယ်စိတ်ဝင်စားလို့ကားလာကြည့်ချင်တယ်ဆိုရင်တော့အမှတ် 10A ပြည်သာရလမ်းနဲ့စေယုံလမ်းတော့ရန်ကင်းမြို့နယ်မှာကားလာကြည့်လို့ရပါတယ်ရှင်ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်လေးကတော့39 9060 930 39 6သိန်းခွဲ93လေးကိုဆက်သွယ်လို့ရပါတယ်ရှင်ကားအရောင်းအချင်တာဖြစ်ဖြစ်ကားအလဲထက်လုပ်ချင်တာဖြစ်ဖြစ်ကားဝယ်ချင်တာဖြစ်ဖြစ်ကေတုမီသတိရလိုက်ပါနော်အားလုံးပဲတတာ